မင်္ဂလာပါခင်ဗျာဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေတွေထဲမှာအမျက်ဒေါသကြောင့်စကလွန်သွားဖူးတဲ့သူနောက်မှကိုပဲနောက်တရနေမိတဲ့သူရှိနေမယ်လို့ကျွန်တော်ယုံပါတယ်အမျက်ဒေါသဆိုတာလူတိုင်းမှာရှိတဲ့သဘာဝစိတ်တစ်ခုပဲဖြစ်ပါတယ်ဒါပေမဲ့ဒေါသကိုကထိန်းနိုင်လားဒါမှမဟုတ်ဒေါသကကိုထိန်းနေတာလားဆိုတာကအရေးကြီးပါတယ်ဒီနေ့ဗီဒီယိုမှာတော့အမျက်ဒေါသကိုထိန်းချုပ်နိုင်ဖို့လူတိုင်းလက်တွေ့အသုံးချလို့ရတဲ့နေငါးချက်ကိုမျှဝေပေးသွားပါမယ်။နီးအသက်ရှူတာကိုထိန်းပါဒေါသထွက်လာတဲ့အချိန်ခန္ဓာကိုယ်ကအရင်တုံ့ပြန်ပါတယ်။နှလုံးခုန်မြန်လာတယ်။အသက်ရှူတိုးလာတယ်။စိတ်ကမတည်ငြိမ်တော့ပါဘူး။အဲ့ဒီအချိန်မှာအသက်ကိုနက်နက်ရှူပြီးဖြည်းဖြည်းချလိုက်ပါ။၃ခါလောက်ပြန်လုပ်ကြည့်ပါ။အသက်ရှူတာကိုထိန်းနိုင်ရင်ဒေါသတစ်ဝက်ကိုအနိုင်ရပြီးသားပါနီးနဲ့တိတ်နေနိုင်ခြင်းဟာစိတ်အင်အားပါဒေါသထွက်နေတဲ့အချိန်တိတ်နေနိုင်တာကအရှုံးမဟုတ်ပါဘူးအဲ့ဒါဟာစိတ်အင်အားပါစကားပြန်ပြောလိုက်ရင်အချိန်အဲ့ဒီခဏမှာတော့မှန်နေတယ်လို့ထင်ရပေမဲ့နောက်တရတက်ပါတယ်အဲ့ဒါကြောင့်ဒေါသထွက်လာတဲ့အခါတိတ်နေဖို့ကိုခွင့်ပြုပေးပါနီး၃ကိုမေခွန်းတစ်ခုမေးပါကျွန်တော်အမြဲမေးတဲ့မိကုန်းတစ်ခုရှိပါတယ်ဒီကိစ္စကတစ်နှစ်နောက်မှာငါဘဝအတွက်အရေးကြီးနေဦးမလားအများစုအတွက်အဖြေကမဟုတ်ဘူးပါပဲဒါကိုသတိထားမိတဲ့အချိန်ဒေါသကအလိုလျောက်လျော့သွားပါတယ်နီးလေးစိတ်အာရုံကိုပြောင်းလိုက်ပါဒေါသဆိုတာမီးလိုပါပဲစဉ်းစားနေလေပူလောင်လာလေပါအဲ့ဒါကြောင့်လမ်းလျှောက်ပါရေချိုးပါတချင်းအေးနားထောင်ပါစိတ်အာရုံကိုပြောင်းလိုက်ပါနေငါဒေါသကြောင့်နာရသူကိုတတိယပါဒေါသထွက်တဲ့အချိန်နာစေတဲ့သူကအခြားသူမဟုတ်ပါဘူးကိုပဲဖြစ်ပါတယ်ဒေါသကိုလွှတ်ချနိုင်တာကအားနည်းတာမဟုတ်ပါဘူးတကယ်စိတ်အင်အားပါအမျက်ဒေါသကိုတနေ့တည်းနဲ့ပြောင်းလဲလို့မရပါဘူးဒါပေမဲ့တတိယတဲ့အခါပဲဖြစ်ဒီနည်းလေးတွေကိုအသုံးချနိုင်ရင်ဘဝကပိုအေးချမ်းလာပါလိမ့်မယ်ဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အသုံးဝင်ခဲ့ရင် like ပေးပြီး subscribe လုပ်ထားပေးပါနော်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ